စာတင်ကျောင်းရဲ့ကျောင်းအုပ်ကြီးကိုယ်တိုင်ကနေပြီးတော့မှဥက္ကဋ္ဌနေရာကိုတာဝန်ယူဆောင်ရွက်ဖို့လိုတယ်အဲ့တော့အဓိကဒီကျောင်းလေးဘေးအန္တရာယ်စီမံခန့်ခွဲမှုမှာကျွန်တော်တို့အဓိကလုပ်တဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာတင်ကျောင်းအပြင်ပေါ့နော်ကျောင်းရဲ့အဆောက်အဦတွေအပြင်ကျွန်တော်တို့ကျောင်းမှာရှိတဲ့ဆရာဆရာမတွေကလေးသူငယ်တွေရဲ့အဓိကအန္တရာယ်ထိခိုက်လွယ်မှုပေါ့နော်သူတို့ရဲ့ဒီစွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ကစမ်းစစ်လေ့လာတဲ့အပိုင်းကိုကျွန်တော်တို့အဓိကရည်ရွယ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့စာတင်ကျောင်းမှာရှိတဲ့ဒီဘေးကင်းလုံခြုံရေးအစီအစဉ်တွေပေါ့နော်သူတို့အရေးပေါ်ချင်းတွေမှာပဲဖြစ်ဖြစ်ပုံမှန်ချင်းတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုမျိုးကျွန်တော်တို့စီစဉ်တကြကျွန်တော်တို့ဆောင်ရွက်ဖို့လှုပ်ထားလဲမလှုပ်ထားလဲဒါလေးတွေကိုကျွန်တော်တို့လှုပ်ထားခြင်းအပြင်ကျွန်တော်တို့ပို့ပြီးတော့မှကောင်းမွန်တဲ့ကျွန်တော်တို့ဘေးကင်းလုံခြုံရေးအစီအစဉ်တွေဖြစ်လာဖို့ကျွန်တော်တို့ရည်ရွယ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီစာတင်ကျောင်းမှာကျွန်တော်တို့ရှိတဲ့ဒီဘေးရန်ရဲ့အစီအမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့စောင့်ကြည့်လေ့လာအကဲဖြတ်တာပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့မှကျွန်တော်တို့ဒီကော်မတီဖွဲ့စည်းတာတွေကျွန်တော်တို့ဘေးကင်းလုံခြုံရေးစီမံချက်တွေကျွန်တော်တို့ဆောင်ရွက်တယ်ပေါ့နော်အဲ့ဒီမှကျွန်တော်တို့ကပို့ပြီးကောင်းမွန်ကျွန်တော်တို့ပြန်ပြီးတော့မှကျွန်တော်တို့ဒီ review ပြန်လုပ်တဲ့အပိုင်းတွေပါပေါ့နော်စောင့်ကြည့်လေ့လာတဲ့အပိုင်းတွေကိုကျွန်တော်တို့ကအကဲဖြတ်နိုင်ဖို့အတွက်ကိုကျွန်တော်တို့အဓိကရည်ရွယ်တယ်ပေါ့နော်ဒီလုပ်ငန်းစဉ်ပါပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာတင်ကျောင်းတွေမှာပေါ့နော်ဘာကြောင့်ကျွန်တော်တို့ကျောင်းနဲ့ဘေးရန်တွေရဲ့စီမံခန့်ခွဲမှုကော်မတီကျွန်တော်တို့လိုအပ်လဲပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်တို့ကကျောင်းမှာကျွန်တော်တို့ဖွဲ့စည်းပုံတစ်ခုကျွန်တော်တို့ကလုပ်ပြီးဆိုရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘေးကင်းလုံခြုံတဲ့စီမံချက်တွေဆောင်ရွက်ရင်ပဲဖြစ်ပေါ့နော်တေချာကျောင်းမှာကျွန်တော်တို့ပုံမှန်ဖွဲ့တဲ့မိဘဆရာအသင်းတွေလိုမျိုးပဲစာတင်ကျောင်းမှာလည်းကျွန်တော်တို့ကကျောင်းတွင်းဘေးရန်တွေရဲ့စီမံခန့်ခွဲမှုကော်မတီကျွန်တော်တို့လိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကော်မတီတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အထူးသဖြင့်ဘာတွေကိုကျွန်တော်တို့အဓိကဆောင်ရွက်ဖို့လိုမလဲဆိုလို့ရှိရင်ကျောင်းတွင်းရေးပေါ်အခြေအနေမှာကျွန်တော်တို့ကဒီအကူအညီရနိုင်မှုအတွက်ကိုထိရောက်စွာကျွန်တော်တို့တုံ့ပြန်ဆောင်ရွက်နိုင်မှုအတွက်ကိုကျွန်တော်တို့အဓိကလိုအပ်တာပေါ့နော်ပြီးရင်နောက်တစ်ခုကကျောင်းမှာရှိတဲ့ကျောင်းသူကျောင်းသားတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီဆရာဆရာမတွေပေါ့နော်ပြီးလို့ရှိရင်ကျောင်းမှာရှိတဲ့ကျွန်တော်တို့ဒီအထွေထွေကျွန်တော်တို့ဝန်ထမ်းတွေအနေနဲ့ကတော့ဘာလဲဆိုလို့ရှိရင်ကျောင်းမှာရှိတဲ့ဆရာဆရာမတွေကလေးသူငယ်တွေနဲ့ကျွန်တော်တို့ကဘေးကင်းလုံခြုံမှုအတွက်ကိုပြီးရင်ကာဝယ်ပေးနိုင်မှုအတွက်ကိုကျွန်တော်တို့ကတီးတက်တတ်မှတ်ပြီးတော့မှအဖွဲ့အစည်းတစ်ခုကျွန်တော်တို့ကဖွဲ့ဖို့လိုအပ်တဲ့ဟာမျိုးဖြစ်တယ်နော်ဟုတ်ဒီအထိစင်ပြေလားမသိဘူးဆရာတို့ဆရာမတို့ပြပါတယ်ရှင်းဆန်ဟုတ်ကဲ့ပါဟုတ်အဲ့တော့ဒီကျောင်းနဲ့ဘေးရန်ရဲ့စီမံခန့်ခွဲမှုမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလူမျိုးတွေအဓိကကျွန်တော်တို့ပါဝင်ဖွဲ့စည်းဖို့လိုမလဲပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ကဘယ်သူတွေပါမလဲပေါ့အဲ့တော့တေချာတာကတော့ကျောင်းမှာရှိတဲ့ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေကျွန်တော်တို့မဖြစ်မနေပါဝင်ဖို့လိုတယ်ပြီးရင်ဆရာဆရာမတွေပြီးလို့ရှိရင်ကျွန်တော်တို့ကျောင်းမှာဖွဲ့ထားတဲ့မိဘဆရာအသင်းပေါ့နော်မိဘဆရာအသင်းအဖွဲ့ဝင်တွေလည်းပါဖို့လိုတယ်ပြီးရင်နောက်တစ်ခုကကြေးရော်မှာရှိတဲ့အဓိကကျွန်တော်တို့ဒီ stakeholder level ပေါ့နော်ဦးစီးဦးဆောင်ကျွန်တော်တို့လုပ်တဲ့ခေါင်းဆောင်ပိုင်းတွေအထူးသဖြင့်ပါဝင်ဖို့လိုတယ်ဒီဖွဲ့တွေမှာကျွန်တော်တို့ကပူးပေါင်းပြီးတော့မှကျွန်တော်တို့အဲ့ဒီထဲမှာရွေးချယ်ပြီးတော့မှကျွန်တော်တို့ကျောင်းမှာကျောင်းနဲ့ဘေးရန်တွေရဲ့ကျောင်းရှည်သူဖွဲ့စည်းတစ်ခုကိုကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်ဖို့လိုပါတယ်ပေါ့နော်ပြီးရင်လည်းအဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့ကတော့ကျွန်တော်တို့သတ်မှတ်တဲ့ဒီအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းပြီးဆိုလို့ရှိရင်ကျောင်းမှာရှိတဲ့ဘေးရန်တွေရဲ့ဒီစိုးကျိုးတွေပြီးလို့ရှိရင်ကျွန်တော်တို့ကောင်းမွန်တဲ့ကျွန်တော်တို့ဘေးကင်းလုံခြုံရေးစီမံချက်တွေကိုစနစ်တကျနဲ့ကျွန်တော်တို့ကဆောင်ရွက်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ကဒီဖွဲ့ရနေပြီးတော့မှတာဝန်ယူဆောင်ရွက်ပြီးတော့မှလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ဖို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကော်မတီဖွဲ့စည်းပြီဆိုလို့ရှိရင်ကျွန်တော်တို့လမ်းညွှန်ချက်လေးတွေကျွန်တော်တို့ဖွဲ့စည်းတဲ့နေရာမှာသတိပြုရမယ့်အချက်လေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဘာလေးတွေကိုသတိပြုရမလဲဘာလေးတွေကိုကျွန်တော်တို့ဆောင်ရန်ရှောင်ရန်လေးတွေတည်ထားဖို့လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကော်မတီဖွဲ့စည်းတဲ့နေရာမှာကတော့ကျွန်တော်တို့ဒီအဖွဲ့အစည်းတရက်ဖွဲ့စည်းပြီးဆိုတာနဲ့ကျွန်တော်တို့ကအဖွဲ့အစည်းမှာပါဝင်မှာကကျွန်တော်တို့ကော်မတီဥက္ကဋ္ဌတွေပါလာမယ်ဒုဥက္ကဋ္ဌပြီးအတွင်းရေးမှူးဘန်နာရေးမှူးပြီးလို့ရှိရင်ကျွန်တော်တို့အဖွဲ့ဝင်တွေပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီသတ်မှတ်ချက်လေးတွေပါဝင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ကော်မတီဥက္ကဋ္ဌကိုတော့တေချာတာကတော့ကျွန်တော်တို့မဖြစ်မနေဖွဲ့စည်းဖို့လိုတာကတော့ဒီကြေးရွာမှာရှိတဲ့ကျွန်တော်တို့ကျောင်းအုပ်ပေါ့နော်စာတင်ကျောင်းရဲ့ကျောင်းအုပ်ကြီးကိုယ်တိုင်ကနေပြီးတော့မှဥက္ကဋ္ဌနေရာကိုတာဝန်ယူဆောင်ရွက်ဖို့လိုတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကတချို့ကျောင်းတွေမှာဆိုလို့ရှိရင်သူ့ရဲ့ကျောင်းရဲ့ဒီသတ်မှတ်ချက်ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့အဆင့်အလိုက်ပေါ့နော်အထာကရှိမယ်ခွဲအထာကခွဲလေပေါ့နော်ပြီးလို့ရှိရင်မူပေါ့နော်အဲ့လိုမျိုးအဆင့်ဆင့်ပေါ့နော်မူလာတန်းကျောင်းတွေအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းအရွယ်စားတဲ့ကျောင်းအဆင့်ကြီးတို့ကျွန်တော်တို့ကဒုဥက္ကဋ္ဌတို့ဘာလို့ကျွန်တော်တို့ထည့်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အတွင်းရေးမှူးတို့ဘန်နာရေးမှူးတို့အဖွဲ့ဝင်တို့ကျွန်တော်တို့ဖွဲ့စည်းဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကျွန်တော်တို့က
အဲ့ဒီအဖွဲ့ထဲမှာကျွန်တော်တို့ဥက္ကဋ္ဌတာဝန်ကိုကျွန်တော်တို့ကျောင်းအကြီးယူပြီးဆိုရင်တေချာတာကတော့ကျွန်တော်တို့ဒီတချို့ကျောင်းအဆင့်မှာထက်တန်းအဆင့်ကျောင်းတွေဆိုလို့ရှိရင်ဒုဥက္ကဋ္ဌဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမိဘဆရာအသင်းတွေကနေပြီးတော့မှကျွန်တော်တို့ဥက္ကဋ္ဌကဖြစ်ဖြစ်တာဝန်ယူတာမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်ကျောင်းဆရာကြီးကျွန်တော်တို့မရှိတဲ့အချိန်မှာဒီကျောင်းဥက္ကဋ္ဌနေရာမှာမရှိတဲ့နေရာမှာဆိုလို့ရှိရင်ကျောင်းမှာကျွန်တော်တို့တာဝန်ခံဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ဆရာဆရာမတွေရှိတယ်ပေါ့နော်သူတို့ကိုကျွန်တော်တို့ကဒုဥက္ကဋ္ဌနေရာတို့တွင်ရေးမှုနေရာတို့မှာကျွန်တော်တို့ကတာဝန်ကိုခွဲဝေပေးဖို့လိုတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘန်နာရေးမှုတို့အဖွဲ့ဝင်တို့မှာဆိုလို့ရှိရင်ဒီကျောင်းရဲ့အနေအထားပေါ်အဆင့်လိုက်မူတည်ပြီးတော့၎င်းပြီးလို့ရှိရင်ရွာမှာရှိတဲ့ရွာအနေအထားပေါ်မူတည်ပြီးတော့၎င်းမိဘဆရာအသင်းအနေအထားပေါ်မူတည်ပြီးတော့ပေါ့နော်သတ်မှတ်ပြီးတော့မှအဖွဲ့ဝင်တွေကိုကျွန်တော်တို့ကဖွဲ့စည်းဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းနောက်တစ်ခုကကျွန်တော်တို့ရွာမှာဆိုလို့ရှိရင်အကူအညီရနိုင်တဲ့အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်တချို့ကျေးရွာတွေတချို့ကျောင်းတွေမှာဆိုလို့ရှိရင်ဥပမာအနေနဲ့ကျွန်တော်တို့ကလူမှုရေးအဖွဲ့အစည်းတွေပေါ့ဥပမာရွာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အပြိုလူပြိုအဖွဲ့တွေရှိတာတို့ပြီးလို့ရှိရင်ကျေးရွာမှာဆိုလို့ရှိရင်တခြားအမျိုးသမီးဦးဆောင်တဲ့အဖွဲ့အစည်းတွေရှိတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးအဖွဲ့အစည်းတွေရတယ်ပဲကျွန်တော်တို့ကကူညီပေးနိုင်မယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်ဒီအဖွဲ့တွေလည်းကျွန်တော်တို့သက်ဆိုင်ရာကျောင်းမှာကော်မတီဖွဲ့စည်းတဲ့မှာပါဝင်ဖို့ကိုကျွန်တော်တို့အနေနဲ့ကဘာပဲဖြစ်ဖြစ်တွားပြီးတော့မှ advocacy ဘိုင်းတွေဝင်ပြီးတော့မှဆွေးနွေးပြောဆိုတာမျိုးတွေကျွန်တော်တို့လှုပ်ဆောင်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ပြည်ပမှာရှိတဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေပေါ့ဥပမာကျွန်တော်တို့ဒီမိသက်တို့ရဲဌာနတို့ပြီးရင်ကျန်းမာရေးဌာနတို့ပေါ့နော်ဒီလိုနေရာမျိုးတွေကဝန်ထမ်းတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကျောင်းကော်မတီဖွဲ့စည်းထဲမှာဖြစ်နိုင်မယ်ဆိုလို့ရှိရင်ပါဝင်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့နောက်ဆုံးတတိထားမှာဗာလဲဆိုရင်ကျွန်တော်တို့ဒီကော်မတီဖွဲ့ထဲမှာကတော့ကျွန်တော်တို့စာတင်ကျောင်းရဲ့အဓိကကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ရှိနေတဲ့ကလေးသူငယ်တွေပေါ့ကျောင်းသူကျောင်းသားတွေအနေနဲ့ကလည်းကော်မတီတွေအဖွဲ့ဝင်နေရာမှာကျွန်တော်တို့ပါဝင်ဖို့လိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗာလဲဆိုရင်သက်ဆိုင်ရာအဖွဲ့ငယ်လေးတွေပြန်ပြီးတော့မှဖွဲ့တဲ့ခါကြလို့ရှိရင်လည်းဒီကလေးသူငယ်တွေကျောင်းသူကျောင်းသားတွေကအဖွဲ့မှာခေါင်းဆောင်ပိုင်းနေရာကတာဝန်ယူပြီးတော့မှကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်ဖို့လိုပါတယ်ပေါ့နော်အဲ့တော့တစ်ဆက်တည်းပေါ့နော်ကျွန်တော်တို့ဒီ slide ကိုမသွားခင်မှာကျွန်တော်တို့ကျောင်းကော်မတီဖွဲ့တဲ့နေရာမှာကျွန်တော်တို့ကအဖွဲ့၄ဖွဲ့ကျွန်တော်တို့မဖြစ်မနေဖွဲ့ဖို့လိုရပေါ့နော်ပထမတစ်ဖွဲ့အားကြတော့ကျွန်တော်တို့ဒီကျောင်းတွင်းဘေးရန်တွေရဲ့စီမံခန့်ခွဲမှုကော်မတီပေါ့နော်ဒီအဖွဲ့မှာတော့ကျွန်တော်စောစောကပြောသွားတယ်ကျောင်းအုပ်ကြီးတွေမိဘဆရာအသင်းကသက်ဆိုင်ရာအဖွဲ့ဝင်တွေပြီးလို့ရှိရင်ကျေးရွာပြင်ပကကျွန်တော်တို့ကူညီကြနိုင်မဲ့အဖွဲ့အစည်းတွေပြီးလို့ရှိရင်ကျွန်တော်တို့စာသင်ကျောင်းမှာရှိတဲ့ကျောင်းသူကျောင်းသားတွေရဲ့ဘာပဲဖြစ်ဖြစ်ရွေးချယ်ထားတဲ့ခေါင်းဆောင်ပိုင်းတွေပေါ့နော်အဲ့လိုမျိုးအတန်းခေါင်းဆောင်လို့အဲ့လိုမျိုးခလေးတွေကကျွန်တော်တို့ဒီဘေးရန်တွေရဲ့စီမံခန့်ခွဲမှုကော်မတီထဲမှာပါဖို့လိုပါတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုအဖွဲ့ငယ်လေးတွေလည်းကျွန်တော်တို့ကဖွဲ့စည်းဆောင်ရွက်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဖွဲ့ငယ်လေးတွေမှာဆိုလို့ရှိရင်အထူးသဖြင့်တော့ကျွန်တော်တို့ကကျွန်တော်စောစောကပြောသွားတာကျောင်းအဆင့်ပေါ်မူတည်ပြီးတော့မှအဖွဲ့ကိုကျွန်တော်တို့က3ဘွဲကနေ5ဘွဲလောက်ထိကျွန်တော်တို့ဖွဲ့လို့ရတယ်ပေါ့နော်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကမဖြစ်မနေဖွဲ့ဖို့လိုရတဲ့အဖွဲ့3ဘွဲရှိပါတယ်အဲ့ဒီအဖွဲ့ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရှာဖွေကေစင်ရေးအဖွဲ့ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်တို့ကရှေ့ဦးပြုစုခြင်းအဖွဲ့ပေါ့နော်နောက်တစ်ဖွဲ့ကတော့ကျွန်တော်တို့ကကြိုတင်တတိပေးရေးအဖွဲ့ပေါ့နော်ဒီအဖွဲ့3ဘွဲကိုကျွန်တော်တို့ကမဖြစ်မနေကျွန်တော်တို့ကတော့ဖွဲဖို့လိုတယ်ပေါ့နော်။ကျောင်းရဲ့အဆင့်ပေါ်မူတည်ပြီးတော့မှတချို့ကျောင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ရင်းနှီးပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့မှအဖွဲ့အစည်းမျိုးတွေပြီးလို့ရှိရင်နောက်တစ်ခုကအစာအုပ်ပိုင်းနဲ့ပတ်သက်ပြီးတော့မှ chapter နဲ့ပတ်သက်တဲ့အဖွဲ့အစည်းမျိုးတွေပေါ့နော်။အဲ့လိုမျိုးလေးတွေကိုကျွန်တော်တို့ကထပ်တိုးချဲ့ပြီးတော့မှဖွဲ့တာမျိုးတွေလည်းကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်လို့ရပါတယ်ပေါ့နော်။အဲ့တော့ဒီအဖွဲ့ငယ်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအထူးသဖြင့်ကျောင်းသူကျောင်းသားတွေကပဲပါဖို့လိုတယ်ပေါ့နော်သက်ဆိုင်ရာကျွန်တော်တို့ဥပမာပေါ့ရှာဖွေကေစရေးဖွဲ့ဆိုရင်လည်းကျွန်တော်တို့ခလေးသူငယ်ကျောင်းသူကျောင်းသားတွေလည်းကျွန်တော်တို့ဖွဲ့စည်းဖို့လိုပါတယ်ပြီးရင်အဲ့ဒီအဖွဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကျောင်းသားတွေကနေပြီးတော့မှကျောင်းသားတွေကအမျိုးသားပေါ့နော်ကျောင်းသားခေါင်းဆောင်တယောက်ပြီးလို့ရှိရင်မိန်းကလေးတွေကအမျိုးသမီးတွေကနေပြီးတော့မှကျောင်းသူအမျိုးသမီးခေါင်းဆောင်တယောက်ကိုကျွန်တော်တို့ကဖွဲ့စည်းခန့်အပ်ဖို့လိုပါတယ်ပေါ့နော်အဲ့တော့ဒီ3ဖွဲ့တည်းကဖွဲ့စည်းခန့်အပ်လိုက်တဲ့ဒီကျောင်းသူကျောင်းသား6ယောက်ဒီကျွန်တော်တို့ဒီကျောင်းသင်းဘေးရန်တွေစီမံခန့်ခွဲမှုကော်မတီပေါ့နော်ဒီ main ကော်မတီထဲမှာတွားပြီးတော့မှအဖွဲ့ဝင်ဖြစ်ပါဝင်ဆောင်ရွက်ရမှာဖြစ်တယ်နော်ဟိုဒါလေးတွေကတော့ကျွန်တော်တို့မဖြစ်မနေကျောင်းသင်းဘေးရန်တွေစီမံခန့်ခွဲမှုကော်မတီဖွဲ့မယ်ဆိုလို့ရှိရင်တော့မဖြစ်မနေလုပ်ဖို့လိုအပ်တဲ့အဖွဲ့အစည်းမျိုးတွေဖြစ်ပါတယ်ပေါ့နော်ဟုတ်အဆင်ပြေလားမသိဘူးဒီအထိနော်ပြေပါတယ်နော်ဟုတ်ကဲ့ပြေပါတယ်ဆရာအဲ့တော့ကျွန်တော်နောက် slide တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်ပေါ့အဓိကဒီကျောင်းပေးရနေတဲ့စီမံခန့်ခွဲမှုပေါ့နော်အဲ့တော့ဒီဖွဲ့စည်းကိုကျွန်တော်တို့ကဖွဲ့စည်းတဲ့နေရာမှာဗာလဲဆိုလို့ရှိရင်သူတို့တွေအနေနဲ့ပေါ့နော်ဒီ committee ဖွဲ့စည်းတွေအနေနဲ့ကဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကျောင်းမှာလှုပ်ရှားဆောင်ရွက်တဲ့အခန်းကဏ္ဍတွေမှာဒီကျောင်းလေးဘေးရန်တွေလှုပ်ရှားတဲ့လုပ်ငန်းစဉ်တွေမှာပေါ့တာဝန်ယူပြီးတော့မှအချိန်ပြည့်ကျွန်တော်တို့ကဒီကျောင်းတွင်းဘေးရန်တွေမှာ
ဘေးကင်းလုံခြုံမှုအတွက်ကိုသူတို့ကဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတက်ဆိုင်ရာကျွန်တော်တို့ဒီကျောင်းတွင်းဘေးရန်တွေရဲ့စီမံခန့်ခွဲမှုလှုပ်ရှားဆောင်ရွက်ရေးနဲ့ပတ်သက်တဲ့ညွှန်ကြားမှုတွေပေါ့နော်ပံ့ပိုးမှုတွေကိုလည်းမူဝါဒတွေကိုလည်းသူတို့အနေနဲ့ကတာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်တယ်ပြီးရင်လည်းကျောင်းမှာရှိတဲ့ဘေးရန်တွေရှော့ချရေးအစီအစဉ်တွေတုံ့ပြန်ဆောင်ရွက်တဲ့ပြင်ဆင်မှုတွေကိုဒီဖွဲ့ရနေပြီးတော့မှဦးစီးဦးဆောင်ရွက်သွားမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကျောင်းမှာကအရေးပေါ်အစီအစဉ်တွေထားတာပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ကျောင်းသူကျောင်းသားတွေဘေးကင်းလုံခြုံတဲ့ပညာကိုဆက်လက်သင်ကြားနိုင်ဖို့အတွက်ကိုဒီအဖွဲ့တွေကနေပြီးတော့မှတာဝန်ယူဆောင်ရွက်ပြီးတော့မှကလေးသူငယ်တွေကျောင်းသူကျောင်းသားတွေဘေးရန်တွေရောပါဖို့အတွက်ကိုဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီအဖွဲ့အစည်းတွေအနေနဲ့ကတော့ဇက်တိုက်လေးကျင့်ခန်းတွေကြိုတင်သတိပေးစနစ်တွေကိုလည်းဥဆောင်ပြီးတော့မှသူတို့အနေနဲ့ဆောင်ရွက်သွားဖို့လိုအပ်တယ်ပြီးရင်တော့နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းမှာဘယ်နေရာကတော့အန်ဒီရှိတယ်ဘယ်နေရာကတော့ဘေးကင်းတယ်ဆိုတဲ့ဟာကိုဒီအဖွဲ့အစည်းကနေပြီးတော့မှဥဆောင်ပြီးတော့မှဆောင်ရွက်သွားဖို့လိုအပ်တယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့အဖွဲ့အစည်းတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်လည်းသူ့ရဲ့အဖွဲ့အစည်းအလိုက်သက်ဆိုင်တဲ့ကျွန်တော်တို့ရန်ပုံငွေတွေလှုပ်ဆောင်မဲ့ငွေကြေးရထားချက်တွေကျွန်တော်တို့ရှိတဲ့အတွက်ကျွန်တော်တို့ရန်ပုံငွေရှာဖွေရေးတွေကိုလည်းဒီဖွဲ့ရနေပြီးတော့မှဆောင်ရွက်သွားဖို့လိုအပ်တယ်เนาะပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဘေးရန်တွေကိုရေးဆွဲဖော်ထုတ်တဲ့နေရာမှာကျွန်တော်တို့ကျောင်းမှာရှိတဲ့အန်ဒီရတွေကျောင်းပြပမှာရှိတဲ့အန်ဒီရတွေကိုကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအနေနဲ့ဘေးရန်တွေရောပါဖို့အတွက်ကိုလမ်းညွှန်ဆောင်ရွက်ပေးတဲ့ဟာမျိုးတွေပြဿနာတွေကိုကျွန်တော်တို့ဖော်ထုတ်ပြီးတော့မှဖြေရှင်းဆောင်ရွက်ပေးတဲ့ဟာမျိုးတွေစောင့်ကြည့်လေ့လာခြင်းပိုင်းတွေကိုလည်းဒီအဖွဲ့ကနေပြီးတော့မှဆောင်ရွက်ပေးသွားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကော်မတီဖွဲ့စည်းတွေဖွဲ့စည်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်စောစောကပြပြတဲ့အထက်မှာပါတယ်ပေါ့ဘေးရန်ရဲ့အဆင့်တွေကျွန်တော်တို့ကသတ်မှတ်ဖော်ထုတ်ဖို့လိုတယ်ပေါ့အဲ့တော့ပထမအဆုံးအနေနဲ့ကော်မတီဖွဲ့စည်းတွေကျွန်တော်တို့ဖွဲ့စည်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျောင်းထဲမှာဘေးပြနိုင်ရေးစမ်းစစ်ခြင်းလုပ်ငန်းတွေကိုကျွန်တော်တို့ကဆောင်ရွက်ဖော်ထုတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဒီဖော်ထုတ်တဲ့နေရာမှာလည်းကျွန်တော်တို့ကစောစောကကျွန်တော်ပြောသွားတဲ့ကော်မတီအဖွဲ့အစည်းတွေအားလုံးပါဝင်ဖို့လိုတယ်ဒီလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့နေရာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင်ဘေးပြနိုင်ရေးစမ်းစစ်တဲ့နေရာမှာကျွန်တော်တို့အခြေအနေပေါ်မူတည်ပြီးတော့မှ NDA ပေါ်မူတည်ပြီးတော့မှသူကအဆင့်ကကျွန်တော်တို့ high level ရှိလား medium လားဒါမှမဟုတ်ကျွန်တော်တို့နည်းလားပေါ့နော်အဲ့လိုမျိုးလေးတွေကိုကျွန်တော်တို့ကသတ်မှတ်ဆောင်ရွက်ပြီးတော့မှစမ်းစစ်ပေါ်ထုတ်ဖို့လိုတယ်ပေါ့နော်ဒီဟာလေးမှာကျွန်တော်ဥပမာလေးကျွန်တော်ပြထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီ NDA အဆင့်ပေါ်ပြချက်မှာဆိုရင်ကျွန်တော်တို့ပထမဦးဆုံးမြေငလင်ပေါ့အဲ့တော့မြေငလင်မှာဆိုလို့ရှိရင်ဘေးပြနိုင်ကြီးကကျွန်တော်တို့မြင့်နေပေါ့နော် high level ရှိတယ်အဲ့တော့အရင်တုန်းကကျွန်တော်တို့ဒီကျောင်းသူကျောင်းသားတွေလည်းပါတယ်ပဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ပြီးရင်လည်းကျွန်တော်တို့အပြင်ကလူကြီးတွေလည်းပါတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီ censorship ပေါ်ထုတ်တဲ့နေရာမှာဒီရှစ်မီနောက်ပြီးကျွန်တော်တို့ဒီအသက်ကြီးတဲ့ကျွန်တော်တို့ဒီကော်မတီဝင်တွေလည်းကျွန်တော်တို့ပါဖို့လိုပါတယ်ပြီးလို့ရှိရင်ကလေးတွေနဲ့ကျွန်တော်တို့ကပေါ်ထုတ်တာဖြစ်တဲ့အတွက်ကလေးတွေမှတ်မိတဲ့နှစ်ခုနှစ်ကိုလည်းကျွန်တော်တို့ကစဉ်းစားခိုင်းဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းတစ်ချက်သတိပြုသိချင်ပါတယ်ဒီမှာဆိုရင်ဥပမာပေါ့ရခိုင်အတွေ့အကြုံဆိုရင်2017ကနေပြီးတော့မှမြေငလင်လှုပ်သွားတယ်ပေါ့နော်အဲ့တော့စာတင်ကျောင်းမှာဆိုလို့ရှိရင်ဒီအဆောက်အအုံအဆောင်တွေတချို့တစ်ဝက်ပျက်စီးသွားတဲ့ဟာမျိုးကိုကျွန်တော်တို့ကရေးဆွဲဖော်ထုတ်ဖို့လိုတယ်ဒါမှလည်းကျွန်တော်တို့အရင်ရှေ့ကကျွန်တော်တို့ဘယ်လိုမျိုးရှေ့မှာအန်ဒီရတွေဖြစ်ခဲ့လဲဆိုတဲ့ဟာကိုကျွန်တော်တို့ကသိရှိမှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့နောက်တစ်ခုစိုက်ကလုံးပေါ့စိုက်ကလုံးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့စိုက်ကလုံးပုံတိုင်းတိုက်သွားတယ်ရခိုင်အတွေ့အကြုံတုန်းကကျွန်တော်တို့ဖြစ်ခဲ့တဲ့အနေအထားမှာအိမ်တွေပျက်စီးသွားတယ်ပြီးလို့ရှိရင်စာတင်ကျောင်းတွေပြီးလို့ရှိရင်တင်ကြားရေးပျက်စီးတွေအားလုံးပျက်စီးသွားတယ်ပေါ့ဒါလေးတွေကိုကျွန်တော်တို့ကရေးဆွဲပြီးတော့မှဖော်ထုတ်ပြီးတော့မှအမှတ်ရစေဖို့လိုပါတယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ရှေ့ကနေပြီးတော့မှရှေ့မှာကျွန်တော်တို့ဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကိုယူပြီးတော့မှဒီနေရာဒီစာတင်ကျောင်းဒီဒေသမှာတော့ဒီလိုမျိုးတွေဖြစ်ခဲ့ပါလားဆိုတဲ့ဟာကိုသတိပြုမှုပြီးတော့မှကျွန်တော်တို့ရှေ့ကိုကျွန်တော်တို့ဘယ်လိုမျိုးကြိုတင်ကောင်းဝင်မလဲဆိုတဲ့ဟာကိုစဉ်းစားသွားလို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစမ်းစစ်တဲ့နေရာမှာလည်းကျွန်တော်တို့ကစာတင်ကျောင်းတွေကိုကျွန်တော်တို့စမ်းစစ်တဲ့နေရာမှာအဆောက်အဦပိုင်းကိုကျွန်တော်တို့ကလည်းဆယ်တွင်းစဉ်းစားပြီးတော့မှစမ်းစစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့စောစောကဆင်မရမင်းပြောထားတဲ့အထဲမှာလည်းပါပါတယ်ပေါ့နော်အဆောက်အဦဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှစာတင်ကျောင်းတွေဆောက်လို့ရှိရင်ဘယ်နေရာမှာဆောက်ကမလဲပေါ့နော်ဘယ်လိုမျိုးနေရာဒေသမှာဆောက်ဖို့လိုမလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကထည့်သွင်းစဉ်းစားပြီးတော့မှရေးဆွဲဖော်ထုတ်ဖို့လိုတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီနေရာကကျွန်တော်တို့ဘယ်နေရာမှာရှိလဲပေါ့နော်ပြီးလို့ရှိရင်မြေသားရရောကျွန်တော်တို့ပျော့လားဒါမှမဟုတ်လို့ရှိရင်မြေသားကရောကျွန်တော်တို့ဣပြီးတော့ကြာဆင်းသွားနိုင်လားဒါမှမဟုတ်ရင်ကျွန်တော်တို့စာတင်ကျောင်းဒီတောင်ဆောင်မှာကျွန်တော်တို့ရှိနေတာသလားပြီးလို့ရှိရင်ကျွန်တော်တို့ဒီကျောင်းကြိုကျောင်းဖို့စနစ်တွေပြီးရင်အဆောက်အဦရဲ့အထက်အမြင့်ပုံစံတွေပြီးရင်ပုံသဏ္ဍာန်တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ဆိုရင်ကျွန်တော်တို့သဘာဝဘေးရန်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအန္တရာယ်မျိုးတွေလာလို့ရှိရင်ထိခိုက်နိုင်လဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ကရှာဖွေပြီးတော့မှရေးဆွဲဖို့လိုပါတယ်
ဒါကတော့ကျွန်တော်တို့ကအဆောက်အဦပိုင်းမဟုတ်တဲ့ဘေးကင်းလုံခြုံရေးဟာကိုစမ်းစစ်ပေါ်ထုတ်တာပေါ့နော်ဥပမာအနေနဲ့ကျွန်တော်တို့ကအန်ဒီရဲ့မျိုးစုံကိုကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်ပေါ့နော်မီးတို့မြေငလင်းရေကြီးတာလေပြင်းတိုက်တာမုန်တိုင်းတိုက်တာပေါ့နော်အဲ့လိုမျိုးတွေကိုကျွန်တော်တို့ကစဉ်းစားပြီးတော့မှကျွန်တော်တို့ကဒီအဆောက်အဦပိုင်းမဟုတ်တဲ့ဟာမျိုးတွေကိုကျွန်တော်တို့ကထည့်သွင်းစဉ်းစားပြီးတော့မှပေါ်ထုတ်ဖို့လိုတယ်ပေါ့နော်ဥပမာအပြင်စာသင်ကျောင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အဆောက်အဦပိုင်းမဟုတ်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ပရိဘောဂပစ္စည်းတွေရှိမယ်စာရေးကုန်တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမျက်နှာကျက်တွေရှိမယ်ပြီးလို့ရှိရင်ပဒင်းပေါက်တွေရှိမယ်လှေကားတွေရှိမယ်ပေါ့နော်ဒီလိုနေရာမျိုးတွေမှာလည်းဘယ်လိုမျိုးအန်ဒီတွေရှိလဲအန်ဒီတွေရှိခဲ့တော့ဘယ်လိုမျိုးထိခိုက်ပျက်စီးမှုတွေရှိခဲ့လဲဆိုတဲ့ဟာကိုကျွန်တော်တို့တိတိကျကျရေးဆွဲဖော်ထုတ်ပြီးတော့မှမှတ်သားဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့မီးဘေးအနေနဲ့ပတ်သက်ပြီးတော့ဥပမာအနေနဲ့ပေါ့နော်ကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်ဟောအရင်တော့ကကျွန်တော်တို့စောက်ခဲ့တဲ့စာသင်ကျောင်းကမီးဘေးအနေရဲ့ကြိုတင်ကာကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့မှဆောင်ရွက်တဲ့ဟာလေးတွေကိုကျွန်တော်တို့ကတိတိကျကျစဉ်းစားပြီးတော့မှသတ်မှတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့မီးဘေးအနေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအရေးပေါ်ထွက်ပေါက်တွေကျွန်တော်တို့ထားတဲ့ဟာမျိုးပြီးလို့ရှိရင်အဲ့ဒီအရေးပေါ်ထွက်ပေါက်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအမှတ်သားလေးတွေကျွန်တော်တို့မြားလေးတွေပြထားတဲ့ဟာမျိုးလို့ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ shopping mall တွေမှာပဲဖြစ်ဖြစ်နေရာဒေသတော်တော်များများဆိုလို့ရှိရင်ကျွန်တော်တို့အရေးပေါ်ထွက်ပေါက်တို့အဲ့လိုမျိုးလေးတွေကျွန်တော်တို့သင်္ကေတလေးတွေပြထားတာရှိတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီသက်ဆိုင်ရာစာသင်ကျောင်းမှာလည်းကျွန်တော်တို့အဲ့လိုမျိုးအမှတ်သားလေးတွေပေါ့နော်ထားဖို့လိုတယ်အဲ့တော့အမှတ်သားကိုကျွန်တော်တို့ရေးဆွဲပြီးထားတဲ့နေရာမှာလည်းကျွန်တော်တို့အမှတ်သားထားပြီးပြီဆိုလို့ရှိရင်ကျောင်းမှာရှိတဲ့ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေအားလုံးကိုဒီလိုအမှတ်သားကဒါမျိုးဆိုတဲ့ဟာမျိုးဒီလိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတာပါဆိုတဲ့ဟာကိုတိတိကျကျကျွန်တော်တို့ရှင်းပြထားဖို့လည်းလိုပါတယ်ပြီးရင်တော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီမီးလောင်မှုနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တတိပေးစနစ်ပေါ့အချက်ပြအလန်းတွေလည်းကျွန်တော်တို့တက်ဆင်ထားဖို့လိုတယ်ပြီးရင်ကျွန်တော်တို့မီးတက်ဆေးမှုတွေကိုပုံမှန်ကျွန်တော်တို့ဆေးတွေဖြည့်ဆည်းထားတာမျိုးတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ပြီးလို့ရှိရင်ဒီဆေးတွေကတော့ expire ဖြစ်သွားပြီလားဒီမီးတက်ဆေးမှုရောကောင်းသေးလားဆိုတဲ့ဟာတွေကိုကျွန်တော်တို့ပုံမှန်စစ်ဆေးပြီးတော့မှရေးဆွဲထားဖို့လိုပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကမီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့မှတချို့ကျွန်တော်တို့ကျောင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူတစ်ဖြစ်ပေါ့ကျွန်တော်တို့ဒီအစင်းမြင့်တဲ့အထက်ကကျောင်းတွေပေါ့ကျောင်းအစင်းမြင့်တဲ့ကျောင်းတွေမှာဆိုလို့ရှိရင်chemistry နဲ့ပတ်သက်တဲ့ဟာမျိုးပေါ့လက်တွေ့စမ်းသပ်ခန်းတွေပါရှိရပေါ့နော်အဲ့လိုနေရာမျိုးတွေမှာဆိုလို့ရှိရင်တော့အတတ်နိုင်ဆုံးကျွန်တော်တို့မီးတောင်လွယ်တဲ့ပစ္စည်းတွေဆိုလို့ရှိရင်လည်းစနစ်တကျကင်တွယ်တာမျိုးတွေပြီးရင်ထိမ့်သိမ်းထားတာမျိုးတိတ်ဆဲထားတာမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့တတိချာချာလေးကိုစနစ်တကျနဲ့ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်ကိုဦးစားပေးစနစ်တွေသုံးပြီးတော့မှထိမ့်သိမ်းစောင့်ရှောက်ပြီးတော့မှအသုံးပြုဖို့လိုပါတယ်ဒါလေးတွေလည်းကျွန်တော်တို့ကဒီဘေးအန္တရာယ်ဆက်စစ်ခြင်းပိုင်းမှာထည့်သွင်းစဉ်းစားပြီးတော့မှကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုပေါ့နော်ဒီဘေးအန္တရာယ်ဆက်စစ်ခြင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ seasonal calendar ပေါ့ရာသီဝင်ပြပြက်ကတိန်ကိုလည်းကျွန်တော်တို့ကစာတင်ကျောင်းမှာရေးဆွဲဖော်ထုတ်ဖို့လိုတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့ကထည့်ပေးထားတယ်ပေါ့နော်ဒါလေးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကျောင်းမှာမရှိမပြည့်ကျွန်တော်တို့ရေးဆွဲဖို့လိုတယ်ကျောင်းဖွင့်ချိန်ပေါ့ကျောင်းဖွင့်ချိန်ဆိုလို့ရှိရင်ဘယ်လာတွေမှာကျွန်တော်တို့ကျောင်းဖွင့်လဲပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ဖော်ထုတ်ဖို့လိုတယ်ကျောင်းပိတ်ချိန်ဆိုရင်လည်းဘယ်တော့ကျွန်တော်တို့ကျောင်းပိတ်လဲစာမိုးဘဲဖြည့်ဆိုရင်လည်းဘယ်လာမှာစာမိုးဘဲတွေကျွန်တော်တို့ဖြည့်ဆိုရလဲပြီးရင်ကျွန်တော်တို့ကမုံတိုင်းပေါ့နော်မုံတိုင်းဆိုလို့ရှိရင်ရောဘယ်လာတွေမှာကျွန်တော်တို့ကအဖြစ်များလဲရေကြီးတာဆိုရင်ရောဘယ်လာမှာအဖြစ်များလဲမီးဘေးပေါ့နော်အဆင့်ပေါ့နော်သူ့ရဲ့ဒီ NDA အလိုက်ကိုကျွန်တော်တို့ကရေးဆွဲပြီးတော့မှသူ့ရဲ့လားအလိုက်မှာကျွန်တော်တို့ကအမှတ်ချစ်လေးတွေပေးရင်ပဲဖြစ်ဖြစ်ရုပ်ပုံလေးတွေထည့်သွင်းပြီးရေးဆွဲခြင်းပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကရေးဆွဲဖော်ထုတ်ဖို့လိုတယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအနေနဲ့ကဘယ်လာမှာကျွန်တော်တို့အထူးသဖြင့် NDA တွေရှိနိုင်ရင်လည်းဘယ်လိုမျိုးကြိုတင်ပြင်ဆင်မှုတွေလုပ်ကြမလဲပေါ့စာမိုးပဲဖြစ်စေဆိုလို့ရှိရင်ရောကျွန်တော်တို့စာမိုးပဲမဖြစ်ခင်မှာစာတွေဖတ်ပြီးတော့မှတတိကျကျစာမိုးပဲအတွက်ကြိုတင်ပြင်ဆင်ရတာမျိုးပေါ့နော်ဒါမျိုးလေးတွေကိုပါတခါတည်းကျွန်တော်တို့ကဒီရာသီဝင်ပြပြက်ကနေရေးဆွဲခြင်းအပြင်ကျွန်တော်တို့ကဖော်ထုတ်ပြီးတော့မှကျွန်တော်တို့လှုပ်ဆောင်သွားလို့ရတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့ဒီဘေးရနေတဲ့ဆန်းစစ်ခြင်းမှာအထောက်အကူပြုတဲ့ဒီဇာတ်လေးတစ်ခုဖြစ်ပါတယ်ပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျောင်းမှာရှိတဲ့ဒီကျောင်းသူကျောင်းသားတွေဆရာဆရာမတွေအနေနဲ့ကတော့ထိခိုက်လွယ်မှုနဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တို့စမ်းစစ်တဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီအခန်းကဏ္ဍပါဆိုလို့ရှိရင်ကျွန်တော်တို့ထိခိုက်လွယ်တဲ့လူတွေကကျွန်တော်တို့ဘယ်သူတွေဖြစ်မလဲပေါ့ပြီးလို့ရှိရင်ဘယ်အတန်းတွေမှာအထူးသဖြင့်ကျွန်တော်တို့ပါလဲပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအနေနဲ့ကရောစွမ်းဆောင်ရည်တွေကျွန်တော်တို့ဘာလေးတွေကျွန်တော်တို့ရှိထားပြီးပြီလဲပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကစမ်းစစ်ဖော်ထုတ်ဖို့လဲကျွန်တော်တို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကထိခိုက်လွယ်နေတာဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာဆရာမတွေဆိုဆွေးနွေးသွားတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့မတန်ဆွမ်းကလေးတွေပါတယ်ပေါ့နော်
အဲ့တော့မတန်ဆွမ်းကလေးတွေပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သိကြတယ်ဘယ်အတန်းမှာပါလဲကလေးဘယ်နှယောက်ရှိလဲပေါ့နော်သူတို့တွေအနေနဲ့ကတကယ်လို့အန်ဒီရဖြစ်လာတယ်ဆိုရင်ဘယ်လိုမျိုးကူညီမှုတွေရယူပြီးတော့မှဘေးကင်းလုံခြုံတဲ့နေရာကိုတွားမလဲပေါ့နော်ဒါလေးတွေကိုပါကျွန်တော်တို့ကစမ်းစစ်ပြီးတော့မှရေးဆွဲဖော်ထုတ်ထားဖို့လိုပါတယ်အဲ့တော့သူတို့တွေအနေနဲ့ကျွန်တော်တို့ဘေးကင်းတဲ့နေရာကိုရောက်ရှိဖို့အတွက်ကိုကူညီမဲ့ဒီလန်းတွေကစွမ်းဆောင်ရည်တွေလူလာပြီဆိုရင်ဥပမာကျွန်တော်တို့ကဘေးကင်းရွှေ့ပြောင်းရေးနဲ့ပတ်သက်တဲ့သင်တန်းမျိုးလေးတွေကျွန်တော်တို့ကစွမ်းဆောင်ရည်မြင့်သင်တန်းမျိုးလေးတွေကျွန်တော်တို့ကပေးဖို့လိုတာလားဒါမှမဟုတ်လို့ရှိရင်လည်းတခြားကျွန်တော်တို့စွမ်းဆောင်ရည်မြင့်နဲ့ပတ်သက်ပြီးတော့မှသင်တန်းမျိုးလေးတွေကျွန်တော်တို့လုပ်ဖို့လိုတာလားဥပမာရှာဖွေကယ်ဆယ်ရေးသင်တန်းလိုဟာမျိုးပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့ကစမ်းစစ်ဖော်ထုတ်ပြီးတော့မှတကယ်လို့မရှိဘူးဆိုလို့ရှိရင်ကလေးသူငယ်တွေအနေနဲ့ကျွန်တော်တို့သိဖို့လိုအပ်တာဖြစ်တဲ့အတွက်ဒါလေးတွေကိုကျွန်တော်တို့ကသင်တန်းလေးတွေလုပ်ပေးတာမျိုးလေးတွေကိုကျွန်တော်တို့တစ်ခါတည်းပဲရေးဆွဲဖော်ထုတ်သတ်မှတ်ထားဖို့လိုတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့လိုစမ်းစစ်ကြည့်နေကျွန်တော်တို့လုပ်တဲ့နေရာမှာရောကျွန်တော်တို့အထူးသဖြင့်ဘေးရန်တွေဖြစ်နိုင်တဲ့အရာတွေကဘာတွေကိုကျွန်တော်တို့ထိခိုက်ပျက်စီးစေနိုင်လဲပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့ကသိရှိပြီးတော့မှဒီဆက်စစ်ချက်လုပ်ငန်းတွေမှာထည့်သွင်းရေးဆွဲပြီးတော့မှမိကုန်းလေးတွေမေးသွားဖို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ဘာတွေမေးဖို့လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းမှာရှိတဲ့အကျောင်းသူကျောင်းသားတွေရွာမှာရှိတဲ့လူတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီတိရစ္ဆာန်တွေပေါ့နော်ဒါတွေနဲ့ပတ်သက်တဲ့အနေအထားလေးတွေကိုလည်းကျွန်တော်တို့ကပျက်စီးဆုံးရှုံးမှုတွေအနေနဲ့ကမေးမြန်းဖို့ကျွန်တော်တို့လိုနေပေါ့နော်ပြီးရင်လည်းကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ရက်ရောက်ပံ့ပိုးမှုဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးလေးတွေကျွန်တော်တို့ပျက်စီးသွားလဲကျွန်တော်တို့ရွာမှာရှိတဲ့အရင်းမြစ်တွေအနေနဲ့ကတော့ဘာတွေတော့ကျွန်တော်တို့ပျက်စီးသွားလဲဥပမာဖုန်းကြီးကျောင်းတွေပျက်စီးသွားလားပြီးလို့ရှိရင်ကျွန်တော်တို့အလုတ်ကိုင်းတွေလင်မီဧကတွေပျက်စီးသွားလားပြီးလို့ရှိရင်တိရစ္ဆာန်တွေရောဘယ်လိုမျိုးသိချင်းပျက်စီးသွားလဲပတ်ဝန်းကျင်မှာရောကျွန်တော်တို့ဘယ်လိုမျိုးပျက်စီးမှုလေးတွေကျွန်တော်တို့ဖြစ်သွားလဲဆိုတဲ့ဟာလေးတွေကိုတိတိကျကျကျွန်တော်တို့ကစဉ်းစားပြီးတော့မှဆွေးနွေးပြီးတော့မှရေးဆွဲဖော်ထုတ်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင်နိုင်ပါတယ်အားလုံးဒီဖြစ်နိုင်တဲ့အရာတွေကဘာတွေဖြစ်မလဲပေါ့နော်ကျွန်တော်တို့တစ်ချက်လောက်ပြောကြည့်ပေးပါလားဒီပုံလေးကိုကြည့်ပြီးတော့ဟုတ်အနေရှိရဲ့စက်ရောအလုပ်ကြီးနေဟုတ်တာပေါ့ကျွန်တော်တို့ဒီစက်ရုံကထွက်တဲ့မိခိုးမွေးတွေအနေနဲ့ကကလေးသူငယ်တွေအကြောင်းကြောင့်သားတွေအတွက်အန္တရာယ်ရှိနိုင်တယ်ပေါ့နော်တခြားကျွန်တော်တို့ဗာလေးတွေမြင်လဲဒီတခြားဆက်ဆက်ပါတွေရောဟုတ်သူကကြတော့ရင်တိုင်းမှုအဖြစ်များတဲ့လမ်းဆိုလေဆရာအဲ့ဒါကျွန်တော်တို့ကစက်ပွင့်တစ်ခုအနေနဲ့လေတာဝန်ယူကျွန်တော်တို့ဒီမော်တော်ဘီကယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကျောင်းတက်ဆိုင်ရာဆရာမပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့လမ်းကိုနည်းနည်းလေးတားတာပေါ့ကျောင်းချိန်မှာပေါ့နော်ခလေးတွေတွားလာဆရာဟုတ်တယ်ကျွန်တော်တို့ကျောင်းလူကျောင်းသားတွေအနေနဲ့ကဒီလမ်းဘေးမှာစာသင်ကျောင်းဖြစ်နေတဲ့အတွက်ကလေးသူငယ်တွေကျောင်းလူကျောင်းသားတွေအတွက်အန္တရာယ်ဖြစ်နိုင်တယ်ဟုတ်ကဲ့ဒါလည်းမှန်ပါတယ်နောက်ရောတခြားဆက်ဆက်မတွေရောတစ်ချက်ပြောကြည့်ပါအောင်ဗျတယောက်လောက်ဟုတ်ဆရာဘေးပတ်ဝန်းကျင်ကအထက်မြင့်အဆောက်အဦဖြစ်နေခဲ့မယ်ဒီမှာရှေ့ကျောင်းလေးဆိုဘေးကအဆောက်အဦကအရင်မြင့်လာနေဆိုပြီးဟုတ်ကဲ့ဒါလည်းကျွန်တော်တို့ကဘေးဖြစ်နိုင်တဲ့အနေထဲမှာကျွန်တော်တို့ရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာတို့ဆရာမတို့အားလုံးကျေးဇူးပါပေါ့နော်ဟိုပြောပေးတဲ့အတွက်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီပုံလေးကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ကျောင်းနေရဲ့ပတ်ဝန်းကျင်မှာကတော့တေချာတယ်အန်ဒီရကတော့အများကြီးပဲကျွန်တော်တို့ရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘေးကင်းလုံခြုံတဲ့ကျောင်းဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်ထည့်သွင်းစဉ်းစားလို့ရမယ်စွမ်းဆောင်ရည်တွေကျွန်တော်တို့လုပ်ပေးနိုင်တဲ့အရာတွေကအများကြီးရှိတယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးတွေလည်းသတိပြုမိသွားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်တစ်ခုကစွမ်းဆောင်ရည်စမ်းစစ်ချက်ပေါ့နော်စမ်းစစ်ချက်ကျွန်တော်တို့ဖြစ်တဲ့အတွက်စောစောကကျွန်တော်တို့ရုပ်ပုံလေးကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ဆရာတို့ဆရာမတို့အနေနဲ့ပေါ့နော်ဒီစောစောကပုံလေးထဲမှာမူတည်ပြီးတော့မှကျောင်းသူကျောင်းသားတွေကျောင်းဘေးရန်တွေအစီအမံခံွယ်မှုကော်မတီအနေနဲ့ကတော့စောစောကအန်ဒီလေးတွေကိုကျွန်တော်တို့ကကြိုတင်ကာဝယ်မဲ့နီလန်းတွေအနေနဲ့စွမ်းဆောင်ရည်ရှိဖို့ဘာလေးတွေလုပ်ဖို့လိုအပ်မလဲပေါ့နော်တစ်ချက်လောက်ပြောကြည့်ပါလားဟုတ်ဆရာတယောက်လောက်အရင်ဆုံးဟုတ်အဓိကကြတော့ဟိုပါပေါ့ဆရာဒီကျောင်းမှာအဓိကကြတော့ဒီကျောင်းရဲ့ဟိုပါပေါ့နော်အဲ့မှာရှိနိုင်တဲ့ NDA နဲ့ပတ်သက်ပြီးတော့အဲ့ကလေးတွေ awareness တွေတော့တော်တော်များများပေးဖို့လိုရမှထင်တယ်ဆရာဟုတ်ကဲ့ဆရာဟုတ်တာပေါ့ကျွန်တော်တို့ဒီ awareness raising နဲ့ပတ်သက်ပြီးတော့မှဥပမာကျွန်တော်တို့ကဒီလမ်းဘေးမှာရှိတဲ့အတွက်ပေါ့နော်ရင်စီကံလမ်းစီကံနဲ့ပတ်သက်တဲ့ဟာလေးတွေကိုကျောင်းလူကျောင်းသားတွေအနေနဲ့ကျွန်တော်တို့ပေးဖို့လိုတယ်ပေါ့နော်ကျောင်းကော်မတီတွေကိုပေးဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့ဥပမာအနေနဲ့ပေါ့နော်ဟုတ်ကဲ့ဆရာမတစ်ယောက်လောက်တစ်ချက်လောက်ဟိုဗာလေးတွေကျွန်တော်တို့စွမ်းဆောင်ရည်အနေနဲ့ကျွန်တော်တို့ပေးဖို့လိုမလဲပေါ့နော်ဒီကျောင်းကော်မတီကိုပေါ့နော်ဒီကျောင်းလေးပေးရတဲ့ကော်မတီကိုဟုတ်ဟယ်လိုဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာမဟုတ်ရဲရမှာကျေးရွာကျောင်းကော်မတီတွေကပုံမှန်အစည်းအဝေးလုပ်ဟ
ဖို့လိုတယ်နံပါတ်1ပေါ့နော်နံပါတ်2ကသူတို့ကိုစွမ်းဆောင်ရည်မြင့်တင်တန်းနေပေးဖို့လိုတယ်ဒီကျောင်းကျောင်းဆရာမနဲ့ကျောင်းကော်မတီတွေနဲ့ပူးပေါင်းဆောင်ရွက်မှသာလျှင်ဒီကလေးတွေရဲ့ဘေးကင်းလုံခြုံမှုကစိတ်ချရမယ်ပေါ့နော်လုံခြုံမှုရှိမယ်ဒါကြောင့်မလို့အဓိကကျောင်းဆရာမနောက်ပြီးတော့ကျောင်းရဲ့ကော်မတီဒီလူတွေကိုတင်တန်းနေပေးဖို့လိုတယ်ပေးဖို့လိုပြီးတော့နောက်တစ်ခုကကျတော့အဲ့တင်တန်းပေးပြီးတဲ့အခါမှာဒီကျောင်းမှာဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင်ဆိုတော့ဆရာပြတယ်လို့ရာသီဝင်ပြကလေးတွေတော့ထားဖို့လိုအပ်တယ်ဘေးအန္တရာယ်ကြားရောက်နိုင်ခြေရှိတယ်ခုနပြောတဲ့ဓာတ်တိုင်တွေမိခိုးငွေတွေညားနေတာထက်မကတဲ့ကျေးလက်တွေမှာဆိုလို့ရှိရင်တစ်ပင်ကြီးအစာဦးမြင့်တာတွေအဲ့လိုမျိုးတွေတစ်ပင်ကြီးမားမားတွေရှိတယ်ပေါ့နော်ကျောင်းပတ်ဝန်းကျင်မှာအဲ့လိုမျိုးဆိုရင်မထားသင့်ဘူးဆိုတာတွေကပြောပြဖို့လိုအပ်တယ်ပဲဟုတ်ကဲ့ပါဆရာမဟုတ်ကျေးဇူးပါဟုတ်တယ်ဆရာမအဲ့လိုမျိုးလေးတွေကျွန်တော်တို့ကပေါ့နော်ဒီကဒီစွမ်းဆောင်ရည်မြင့်တင်တန်းလေးတွေပြီးပြီးတော့မှကျွန်တော်တို့အစည်းအဝေးလေးတွေလုပ်ပြီးတော့မှဒီကျောင်းလေးဘေးရနေရစီမံခန့်ခွဲမှုနဲ့ကော်မတီနဲ့ကိုကျွန်တော်တို့တခြားပြင်ပကဒီ stakeholder တွေနဲ့ချိတ်ဆက်ပြီးတော့မှစောစောဆရာပြောသွားသလိုပေါ့ awareness raising ပေးတဲ့ဟာမျိုးလေးတွေကိုတောက်လျှောက်ကျွန်တော်တို့စွမ်းဆောင်ရည်မြင့်တဲ့ဟာမျိုးလေးတွေကျွန်တော်တို့ကလုပ်ဖို့လိုတယ်ပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်တို့ကဒီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့မှဘယ်နေရာကနေကျွန်တော်တို့ကစွမ်းဆောင်ရည်တွေရနိုင်လဲဆိုတဲ့ဟာလေးတွေလည်းကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့ကအထူးသဖြင့်တော်တော်များများတော့သိကြတယ်ကြေးရွာတွေရက်ကွက်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာတင်ကျောင်းကနေပြီးတော့မှအကူအညီတွေရနိုင်မဲ့နေရာလေးတွေကိုလည်းကျွန်တော်တို့ကရေးဆွဲဖော်ထုတ်ဖို့လိုတယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ရုပ်ပုံလေးမှာပြထားတယ်ပေါ့နော်ကျောင်းတွေမှာရှိတယ်ကျွန်တော်တို့ဒီဘေးနားမှာဆိုရင်အထူးသဖြင့်တချို့နေရာတွေဆိုလို့ရှိရင်ကျေးလက်ကျမ်းမာရေးစီပီကန်တို့ဆေးရုံတို့ဌာနခွဲကျမ်းမာရေးပေါ့နော်ကျမ်းမာရေးဌာနခွဲတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရဲဌာနတို့ပြီးရင်မိသက်ဌာနပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ကြေးရွာမှာကျွန်တော်တို့အဖွဲ့အစည်းတွေရှိတယ်ပေါ့ကျွန်တော်ရှေ့မှာတော့ပြောသွားတယ်အပြူလူပြူအဖွဲ့တို့ပြီးရင်ကြေးရွာမှာဆိုလို့ရှိရင်ကြေးရွာဖွံ့ဖြိုးရေးကော်မတီရှိမယ်တချို့ရွာတွေမှာဆိုလို့ရှိရင်လူငယ်ကလေးတွေနဲ့ပတ်သက်ပြီးတော့မှကလေးကော်မတီအဖွဲ့အစည်းလေးတွေရှိတယ်ပေါ့နော်ပြီးရင်လည်းကျွန်တော်တို့အမျိုးသမီးတွေဥဆောင်တဲ့အဖွဲ့အစည်းတွေရှိတယ်ဒီအဖွဲ့အစည်းတွေကနေပြီးတော့မှကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော်တို့စွမ်းဆောင်ရည်တွေဘယ်လိုမျိုးအကူအညီတွေကျွန်တော်တို့ရနိုင်မလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီကျောင်းတွင်းဘေးရန်တွေစီမံခန့်ခွဲမှုကော်မတီအနေနဲ့ကစမ်းစစ်ဖော်ထုတ်ပြီးတော့မှအကူအညီတွေရယူလို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဇာတ်လေးကိုကျွန်တော်တို့ကြည့်ကြည့်မယ်ပေါ့နော်ဒီဇာတ်မှာဆိုရင်ကျွန်တော်တို့စောစောကစွမ်းဆောင်ရည်တွေကိုကျွန်တော်တို့စမ်းစစ်ပြီးပြီဆိုလို့ရှိရင်စာသင်ကျောင်းပြင်ပကနေပြီးတော့မှဘယ်လိုအကူအညီမျိုးတွေရနိုင်လဲဆိုတဲ့ဟာလေးတွေကိုဇာတ်လေးနဲ့ကျွန်တော်တို့ဒီလှုပ်ထားတဲ့ဟာလေးတွေကျွန်တော်တို့တတိချာချာရေးဆွဲထားဖို့လိုတယ်ပေါ့နော်ဥပမာကျွန်တော်တို့အကူအညီရနိုင်မဲ့အဖွဲ့အစည်းဘယ်ကနေကျွန်တော်တို့အကူအညီရနိုင်မလဲပြီးရင်စာသင်ကျောင်းကနေကျွန်တော်တို့သွားမယ်ဆိုရင်အကွာဝေးရလူဘယ်လောက်ရှိလဲပေါ့ဥပမာကျွန်တော်တို့ခြေချင်းသွားမယ်ဆိုလို့ရှိရင်ဘယ်နှမီးလဲပေါ့စပိန်ဆိုင်ကနဲ့သွားမယ်ဆိုလို့ရှိရင်ဘယ်လောက်ကွာဝေးလဲပေါ့အဲ့ဒီမှာကျွန်တော်တို့ကအကူအညီယူနိုင်မဲ့ဆက်သွယ်ရမဲ့လူပေါ့ဥပမာရဲစခန်းဆိုလို့ရှိရင်ဘသူကဒီစာသင်ကျောင်းနဲ့ပတ်သက်ပြီးတော့မှတာဝန်ယူပြီးတော့မှကူညီပေးမလဲဘယ်သူကိုဆက်သွယ်ရမလဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ကတတိချာချာအဲ့ဒီဌာနနဲ့ချိတ်ဆက်ပြီးတော့မှနာမည်လေးတွေဖုန်းနံပါတ်လေးတွေကိုကျွန်တော်တို့မှတ်ထားဖို့လိုတယ်ရေးဆွဲထားဖို့လိုတယ်ပေါ့ပြီးရင်လည်းနောက်တစ်ခုကဒီဌာနကနေပြီးတော့မှဒီအဖွဲ့ကနေပြီးတော့မှဘယ်လိုမျိုးပံ့ပိုးကူညီနိုင်မလဲပေါ့ဥပမာမှုခင်းနဲ့ပတ်သက်တာလားဒါမှမဟုတ်လို့ရှိရင်တခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာမျိုးလားမိဘရဲ့အနေနဲ့ပတ်သက်တဲ့ဟာမျိုးလားရှေးဥပစုခြင်းနဲ့ပတ်သက်တာမျိုးလားရန်ပုံငွေနဲ့ပတ်သက်တာမျိုးလားပြီးရင်ကြိုတင်သတိပေးစနစ်နဲ့ပတ်သက်တာမျိုးလားပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့ကတတိချာချာလေးတွေကျွန်တော်တို့ကရေးဆွဲဖော်ထုတ်ပြီးတော့မှကျောင်းတွင်ဘေးရန်ရဲ့စီမံခန့်ခွဲမှုကော်မတီဦးဆောင်ပြီးတော့မှရေးဆွဲဖော်ထုတ်ထားဖို့လိုတယ်စာသင်ကျောင်းမှာထားရှိဖို့လိုအပ်တယ်ပေါ့နော်ဆရာတို့ဆရာတို့ဒီလောက်အဆင်ပြေလားမသိဘူးဒီအထီကိုလေဟုတ်ကြည်ပါတယ်ဆရာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့နောက်တစ်ခုဟုတ်ကျေးဇူးပါနောက်တစ်ခုကျွန်တော်တို့ဆက်သွားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဗာလဲဆိုရင်စာသင်ကျောင်းဘေးကင်းလုံခြုံရေးရေးဆွဲရခြင်းရည်ရွယ်ချက်ပေါ့ကျွန်တော်ရှေ့မှာလဲကျွန်တော်ဆွေးနွေးသွားပါတယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ကစာသင်ကျောင်းမှာကျွန်တော်တို့ဒီဘေးရန်ရဲ့ဖြစ်နိုင်ခြင်းကိုကျွန်တော်တို့ရှော့ချတာပါပြီးရင်နောက်တစ်ခုကတုံ့ပြန်ဆောင်ရွက်ဖို့ကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်တာပြီးရင်နောက်တစ်ခုကကျောင်းသူကျောင်းသားတွေအနေနဲ့ကဘေးကင်းလုံခြုံပြီးတော့မှကျွန်တော်တို့စာတွေကိုကောင်းကောင်းမွန်မွန်သင်ကြားပြီးတော့မှသူတို့ရဲ့ကလေးသူငယ်အခွင့်အရေးတွေကိုကျွန်တော်တို့ဆုံးရှုံးမှုမဖြစ်စေဖို့အတွက်ကိုကျွန်တော်တို့ကကူညီတာပေါ့နော်ဒီဟာလေးတွေကိုအဓိကကျွန်တော်တို့ရည်ရွယ်ပါတယ်ဒီစာတင်ကျောင်းဘေးကင်းလုံခြုံရေးအစီအစဉ်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့ကထိခိုက်လွယ်မှုနဲ့ပတ်သက်ပြီးတော့မှဘေးဖြစ်နိုင်ခြေတွေကိုကျွန်တော်တို့အစီအစဉ်ရေးဆွဲတဲ့နေရာမှာရှော့ချတဲ့နေရာမှာထည့်သွင်းစဉ်းစားဖို့လိုအပ်တာလေးရှိပါတယ်ဒါကတော့ဒီစာတင်ကျောင်းနဲ့ပတ်သက်ပြီးတော့မှအဆောက်အဦပိုင်းဘေးကင်းလုံခြုံရေးပေါ့နော်အဲ့တော့ကျွန်တော်တို့ရှေ့မှာဆွေးနွေးထားတဲ့အတိုင်းပဲအဆောက်အဦက
ပတ်ဝန်းကျင်ကဘေးကင်းလုံခြုံရေးအတွက်ကိုကျွန်တော်တို့ကအထူးသဖြင့်အဓိကအလေးထားဆောင်ရွက်ဖို့လိုတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကအစောအပိုင်းမဟုတ်တဲ့ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်တဲ့နေရာတွေကျွန်တော်တို့ပစ္စည်းတွေကိုလည်းအဓိကကျွန်တော်တို့ကတိတိကျကျစနစ်တကျကျွန်တော်တို့ကစဉ်းစားပြီးတော့မှရေးဆွဲထားဖို့လိုတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဒေတာမှာရှိတဲ့ကျွန်တော်တို့အခြေခံအဆောက်အအုံတွေပေါ့ကျွန်တော်တို့စောစောကကျွန်တော်ပြသွားတဲ့ပုံလေးတွေမှာဆိုလို့ရှိရင်ဘယ်နေရာကနေပြီးတော့မှအန်ဒီရတွေရှိနိုင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့သိနိုင်တယ်လို့ပဲပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာကနေပြီးတော့မှဆက်သွယ်ရေးတွေကျွန်တော်တို့ရနိုင်လဲဘေးကင်းလုံခြုံရေးတွေရနိုင်လဲဆိုတဲ့ဟာလေးတွေကိုပါကျွန်တော်တို့ကထည့်သွင်းပြီးတော့မှဒီအခန်းကဏ္ဍမှာလည်းထည့်သွင်းစဉ်းစားပြီးတော့မှရေးဆွဲထားဖို့လိုတယ်ပေါ့နော်စောစောကရာသီကွန်ပြပြက်ကတိန်လေးဘေးရန်ရဲ့စမ်းစစ်ခြင်းတွေကိုကျွန်တော်တို့ကရေးဆွဲတယ်လို့ပဲကျွန်တော်တို့စာသင်ကျောင်းကိုလည်းကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင်ဘေးရန်ရဲ့ရှိတဲ့နေရာနဲ့ဘေးရန်ရဲ့ကျွန်တော်တို့မရှိတဲ့နေရာပေါ့အန်ဒီကင်းတဲ့နေရာကိုလည်းကျွန်တော်တို့ကမြေပုံလေးတွေတည်တည်ချာချာရေးဆွဲဖော်ထုတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကမေကွန်းလေးတွေကျွန်တော်တို့မေးပြီးတော့မှရေးဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ဘယ်နေရာမှာတော့ကျွန်တော်တို့စာသင်ကျောင်းရဲ့ဘယ်နေရာမှာအန်ဒီတွေကဘာတွေရှိလဲပေါ့နော်ဥပမာရေမြောင်းတွေရှိတာလားတရားပြက်နေတာမျိုးတွေရှိတာလားပြီးလို့ရှိရင်မြောင်းတွေရှိနေတာလားဒါလေးတွေကိုလည်းကျွန်တော်တို့ကမေကွန်းလေးတွေမေးပြီးတော့မှရေးဆွဲလို့ရတယ်ပေါ့နော်တကယ်လို့ဒီနေရာမျိုးမှာဆိုလို့ရှိရင်ရောကျွန်တော်တို့ဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်လုပ်ငန်းလေးတွေကိုဆောင်ရွက်တင်တယ်လေဥပမာမြေဖို့ချင်းလုပ်ငန်းတွေလုပ်မှာလားပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ကတရားတွေကိုပြန်ပြင်တာမျိုးတွေလုပ်မှာလားဒါလေးတွေကိုလည်းကျွန်တော်တို့ကတတိချာချာစဉ်းစားပြီးတော့မှဆောင်ရွက်သွားဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘေးဖြစ်နိုင်ရေးဆော့ရရေးအစီအစဉ်ကိုဒီလိုမျိုးဇာတ်လေးနဲ့ကျွန်တော်တို့ဆောင်ရွက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင် NDA မျိုးစားကိုကျွန်တော်တို့စဉ်းစားလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ NDA မျိုးစားမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာထားပါတော့ငလျင်ပေါ့နော်ငလျင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဆောက်အဦပိုင်းဘေးဖြစ်နိုင်နေကျွန်တော်တို့ရှိလားပေါ့နော်ပြီးလို့ရှိရင်သူဘာတွေနေနဲ့ကကျွန်တော်တို့ကြိုတင်ပြီးတော့မှလှုပ်ထားလို့ရမလဲပေါ့နော်ဒီဟာကိုတော့ကျွန်တော်တို့ကဘယ်သူညီနိုင်မလဲပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်ကုန်ကြမလဲပေါ့နော်ပြီးရင်ဘယ်အချိန်မှာကျွန်တော်တို့ဆောင်ရွက်မလဲပေါ့နော်အဲ့လိုမျိုးလေးတွေကိုကျွန်တော်တို့ကတိတိကျကျသူ့ရဲ့အန်ရဲ့မျိုးစားလိုက်ကိုရေးဆွဲပြီးတော့မှဘေးရန်ရဲ့ဆွဲချရေးအစီအစဉ်တွေကျွန်တော်တို့လှုပ်ဆောင်ထားဖို့လိုတယ်ပေါ့နော်ဒီဇာတ်လေးကိုအဆင်ပြေလားမသိဘူးဆရာဆရာမတို့ဟုတ်ပေးပါတယ်ဆရာပေးပါတယ်ဟုတ်ကဲ့အဲ့လိုဆိုတော့ကျွန်တော်တို့ဆက်သွားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဗာလဲဆိုရင်ဒီကျောင်းတွင်းဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှအစီအစဉ်ရေးဆွဲထားတဲ့နေရာမှာကျွန်တော်တို့ဒီ UN ကနေပြီးတော့မှကျွန်တော်တို့ဒီ School Disaster Reduction နဲ့ပတ်သက်ပြီးတော့မှအစီအစဉ်လေးတွေကိုကျွန်တော်တို့ကမဖြစ်မနေပေါ့နော်ဒါလေးတွေလုပ်ဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးတွေကိုလမ်းညွှန်ထားတဲ့ဟာမျိုးလေးရှိတယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တစ်ချက်ပြောပြသွားမယ်ပေါ့နော်အဲ့လားလေးတွေကဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆက်သွယ်မဲ့သတင်းအချက်လက်တွေကိုကျွန်တော်တို့ဒီစရင်ရေးဆွဲထားတာမျိုးတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ပေါ့နော်ပြီးရင်အရေးပေါ်ဖုန်းနံပါတ်တွေအကူအညီပေးမဲ့အဖွဲ့အစည်းဖုန်းနံပါတ်တွေကျွန်တော်စောစောပြောပြတဲ့အထက်မှာလည်းပါပါတယ်ဒါလေးတွေကျွန်တော်တို့တည်ထားဖို့လိုတယ်လုပ်ထားဖို့လိုတယ်ပြီးရင်နောက်တစ်ခုမပင်လေးတွေရေးဆွဲပြီးတော့မှရွှေပြောင်းရေးအစီအစဉ်လေးတွေကိုကျွန်တော်တို့ရေးဆွဲထားတာမျိုးလေးတွေပြီးရင်ဘလိုအန်ဒီယန်မျိုးဆိုလို့ရှိရင်အရေးပေါ်သတိပေးစနစ်ကဘလိုမျိုးလေးတွေကျွန်တော်တို့ရှိလဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ကျောင်းမှာကိုကျောင်းနဲ့ကိုတတ်မှတ်ထားဖို့လိုပါတယ်ပြီးရင်စာသင်ကျောင်းအဆောက်အုံတွေရဲ့စရင်းတွေပေါ့နော်ဒါလေးတွေလည်းကျွန်တော်တို့ရေးဆွဲထားဖို့လိုတယ်မှတ်ထားဖို့လိုတယ်ပြီးရင်လည်းနောက်တစ်ခုကကျွန်တော်တို့ကြိုတင်ပြင်ဆင်ရေးအစီအစဉ်နဲ့အစမ်းလေးချိန်ကဇက်တိုက်လေးချိန်ကလေးတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့မိဘအုပ်ထိန်းသူတွေကိုလည်းကျွန်တော်တို့ကသတင်းပေးတဲ့အစီအစဉ်လေးကျွန်တော်တို့လုပ်ထားဖို့လိုတယ်စာသင်ကျောင်းပိုင်းပစ္စည်းတွေပေါ့ဥပမာဗီဒီယိုတို့ပြီးရင်စာရေးကိရိယာတွေကိုလည်းကျွန်တော်တို့ကဒီစရင်းစရာလေးတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ပေါ့အထူးသဖြင့်စာသင်ကျောင်းတွေမှာဆိုလို့ရှိရင်အရင်ရေးကြည့်တာကကျောင်းသူကျောင်းသားတွေရဲ့ကျောင်းဝင်အမှတ်တွေစရင်းစာအုပ်တွေပေါ့ဒါလေးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့အထူးသဖြင့်ဒီလိုစရင်းမျိုးတွေဆိုလို့ရှိရင်လည်းတိတိကျကျကျွန်တော်တို့ထိန်းသိမ်းပြီးတော့မှလှုပ်ထားပြီးတော့မှအရေးပေါ်အခြေအနေမှာဆိုရင်လည်းကျွန်တော်တို့ဒီပစ္စည်းလေးတွေကိုမဖြစ်မနေတည်ယူသွားဖို့လိုတယ်ပေါ့နော်ပြီးရင်လည်းနောက်တစ်ခုကကျွန်တော်တို့ဒီအရေးပေါ်အခြေအနေဖြစ်လာတဲ့အချိန်မှာကျောင်းသူကျောင်းသားတွေအနေနဲ့ပညာဆက်လက်သင်ကြားနိုင်မယ့်အစီအစဉ်ပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့ကရေးဆွဲထားဖို့လိုတယ်ပေါ့နော်ပြီးရင်ကျွန်တော်စောစောကပြောတဲ့ဒီအရေးကြီးတဲ့ record တွေပေါ့နော်ကျောင်းသူကျောင်းသားတွေရဲ့ record တွေကိုလည်းကျွန်တော်တို့တိတိကျကျထားပြီးတော့မှလှုပ်ထားဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ဒါကတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဇယားနဲ့ကျွန်တော်တို့မြေပုံလေးတွေပါကျွန်တော်စောစောကဆွေးနွေးထားတဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ risk assessment နဲ့ပတ်သက်ပြီးတော့မှဘေးဖြစ်နိုင်ရင်စမ်းစစ်ခြင်းတွေပါမယ်ရာသီကွန်ပြပြက်ကလေးတွေပါမယ်စာသင်ကျောင်းအနီးအပြင်အတွင်းမှာရှိတဲ့ကျွန်တော်တို့ဘေးဖြစ်နိုင်တဲ့အရာတွေကိုဖော်ထုတ်ထားတာမျိုးတွေရှိမယ်ပြီးရင်စာသင်ကျောင်းထဲမှာရှိတဲ့ကျွန်တော်တို့အရင်းမြစ်တွေပေါ့နော်စာသင်ကျောင်းမှာဘယ်လိုမျိုးအရင်းမြစ်တွေရနိုင်တယ်လဲပေါ့နော်
ပြီးရင်နောက်တစ်ခုကကျောင်းပတ်ဝန်းကျင်မှာတုတ်ပြန်ဆောင်ရွက်ရေးအကူအညီရနိုင်မဲ့နေရာမျိုးလေးတွေပြီးရင်ကျောင်းပတ်ဝန်းကျင်ကျောင်းမြေပုံလေးတွေပြီးလို့ရှိရင်အရေးပေါ်ကာလမှာဆက်သွယ်ရမယ့်ဖွဲ့စည်းစီးရင်လေးတွေကိုကျွန်တော်တို့ကတိတိကျကျဆောင်ရွက်တော့ဖို့လိုပါတယ်လှုပ်ထားဖို့လိုပါတယ်ပြီးရင်ကျောင်းမှာရှိတဲ့ကျွန်တော်တို့ပစ္စည်းလေးတွေကိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘေးရန်တွေနဲ့ပတ်သက်ပြီးတော့မှကြိုတင်ပြီးတော့မှကျွန်တော်တို့စုဆောင်းထားဖို့လိုပါတယ်ဒါကတော့အရေးပေါ်သုံးတဲ့အထောက်ပံ့ပစ္စည်းကိရိယာတွေပေါ့နော်ဥပမာဆိုပါတော့ကျွန်တော်တို့ဒီ first aid kit လိုဟာမျိုးလေးတွေကျွန်တော်တို့တည်တည်ချာချာထားဖို့လိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ hygiene kit တွေကျွန်တော်တို့တည်တည်ချာချာကျောင်းမှာကျွန်တော်တို့စုဆောင်းထားဖို့လိုပါတယ်ပြီးရင်နောက်တစ်ခုကအရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းလေးတွေကိုကျွန်တော်တို့ကစုဆောင်းဖို့လိုပါတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ကကျောင်းဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှစာတင်ကျောင်းမှာရေးဆွဲထားတဲ့ရွှေ့ပြောင်းတွာလာရေးမြေပုံပေါ့နော်အဲ့လားလေးတွေကိုလည်းကျွန်တော်တို့တည်တည်ချာချာရေးဆွဲပြီးတော့မှကျောင်းမှာထားဖို့လိုပါတယ်ဟုတ်အဲ့တော့ဒီကျောင်းတွင်းဘေးရန်တွေရဲ့စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့မှဘာများမရှင်းတာရှိလဲကျွန်တော်ဘာမေးစရာရှိလဲမသိဘူးခင်ဗျာဟုတ်သင်ခန်းစာကတော့ဒါကောင်းပါလေဆရာခုနဆရာပြောဥစ္စာတွေမှာကျွန်တော်တို့အဓိကဒီစကူဗီဒီယာပေါ့နော်စကူဗီဒီယာနဲ့ပတ်သက်ပြီးတော့လုံထိုက်တဲ့ဥစ္စာတွေအကြောင်းမှာထားလိုက်တဲ့ဥစ္စာတွေပေါ့နော်ဒီ capacity တွေပေးတာတော့ပါမယ်ပြီးတော့ကျောင်းရဲ့အဓိကကျောင်းရဲ့မြေပုံကျောင်းရဲ့ risk တွေကဘယ်မှာရှိလဲကျွန်တော်တို့အဲဒီဟိုပြောင်းရွှေ့မယ်လမ်းကြောင်းတွေကဘယ်လိုလဲအဲ့လိုမျိုးတွေပေါ့နော်အများကြီးတော့ awareness တွေတော့အများကြီးရတယ်ဆရာကြီးဒါပေမဲ့ကျွန်တော်မြေပြင်နေထားမှာတကယ်လေးလုပ်ဖို့လိုရတယ်ပေါ့နော်ကျွန်တော်ဒီကကျေးလာဒေသမှာဆိုအများကြီးမခွင့်ပြုရတဲ့နေရာတွေအများကြီးရှိသေးတာပေါ့ဒါပေမဲ့ကျွန်တော်ဆရာခုနဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့အများကြီးတော့တွေ့ကြုံရပါတယ်ဆရာကောင်းပါတယ်ဆိုတော့အဓိကလက်တွေ့ကြကျွန်တော်အဓိကလုပ်ဖို့လိုရတယ်ပေါ့နော်အခုဆိုရင်ကလေးတွေစာသင်ရင်းနဲ့သင်နေကြတဲ့ကလေးတွေအများကြီးပါပဲပြောမယ်ဆိုတော့စိတ်မကောင်းစရာပါဆရာ sorry ပါဆရာကျေးဇူးပါ